ตีซาเอ็นอูเลโจซาจ้าเมดาอากงลุงกาบัตยาเนเวลาเดตันลาตังเงเชนโดดีเชงใหม่มาเวดาบ่เนาะตัวเตอายามยาดามโลตีชาลีกูซีเปียเดซาเนเซดาปูปิโดเปียงမြန်เดอเยจีเดอที่ကိုမပူဝตีชาลีซีပါတယ်ပြီးတော့မပူအရင်နွေးပူပူထဲမှာ10မိနစ်လောက်စိန်ထားပေးတယ်စိန်ထားတဲ့အချိန်မှာဒီကြက်တုံနီနဲ့ကြက်တုံဖြူတွေပါဝင်တဲ့ပစ္စည်းကိုတေချာလေးလုပ်ပေးထားမယ်ပြီးတော့မြုပ်တီစိန်လဲထည့်တယ်ချက်ရတာတော့လွယ်တယ်ဒီဆေးရတဲ့နေရာမှာပဲအချိန်တော်တော်လေးပေးရတာ10မိနစ်လောက်စိန်ထားပြီးစင်တော့ဒီမှာကြည့်အရည်လေးပြီးတော့ရေနောက်ထပ်ပြန်ဆေးပြီးတော့မှအပပလေးကိုလီးပေးပါတယ်လီးလိုက်တဲ့အချိန်မှာအများကြီးကိုရတာဗတ်တရာနဲ့တော့အရန်တန်တယ်ကဲအင်ဥလေးစပြီးတော့ကြော်ပါတော့မယ်ဒီနီလာလိုက်ကြော်တာလဲစားလို့ကောင်းတယ်ဒီထဲမှာမပူရတော့နှနုံမုတ်ထဲတယ်စီပူလာရင်တော့ကြက်သွန်နီလေးအရင်ကြော်ပေးတယ်ကြက်သွန်နီပြီးသွားရင်တော့ကြက်တုံဖြူလေးထည့်ပြီးတော့ကြော်ပါတယ်အနက်မွေးလာပြီးစင်တော့မပူအင်ဥလေးထည့်တယ်မပူတို့ရွာမှာမရှိဘူးပေါ့နော်ရွာမှာဆိုမပူတခါမှမစားဘူးဒီထိုင်းရောက်လာမှပဲဒီအင်ဥဆိုတာစားဘူးဒါတိတာပေါ့နော်ဒီထဲမှာစားထည့်တယ်ပြီးတော့အသားမုတ်ထည့်တယ်ပြီးတော့ခဏလောက်မွေပြီးတော့မပူငန်းငံပြရည်ထည့်တယ်ရှင်နည်းနည်းပေါ့နော်ငန်းငံပြရည်အနည်းငယ်ထည့်တယ်ထပ်ပြန်မွေပြီးတော့ဒီနောက်ဆုံးမှပဲငုတ်တီစိမ့်လေးကိုထည့်တယ်ရှင်အစကြိုက်တဲ့သူကတော့ငရုတ်တီစိမ့်များထည့်ပေါ့နော်ဒါလောက်လေးစင်တော့အင်ဥကြော်လေးရပါပြီရှင်သူကစားတဲ့ချိန်မှာကျွတ်ကျွတ်လေးနဲ့စားလို့ကောင်းတယ်ဒါပေမဲ့သူ့အယုံကြတော့အမေယုံဆိုတော့ကြည့်ရတာနည်းနည်းစားမကောင်းတဲ့ပုံပေါ့နော်ဒါပေမဲ့တကယ်ကိုစားကောင်းတယ်ဒီဗီဒီယိုကြိုက်တဲ့စင်တော့ share ပေးပါဦးနော်ကျေးဇူးအများကြီးတင်ပါတယ်ရှင်